အိမ်သုံးပစ္စည်းများသည်အချိန်တိုအတွင်းအန္တရာယ်ဖြစ်နိုင်သည်အချို့သောအကြံပြုချက်များဖြင့်ကာကွယ်နိုင်မလားသင်၏မိဖို့ချောင်းသည်လုံခြုံစွာအသုံးပြုပါကအိမ်သုံးပစ္စည်းများဖြင့်ပြည့်နှက်နေသည်ယနေ့တွင်မိဖို့အိုးချိုးဆက်မိုက်ခရိုဝေ့တို့ကိုအသုံးပြုရန်အခြေခံချက်များကိုလမ်းညွှန်ပါမည်နှင့်အိမ်သုံးပစ္စည်းများကိုသင်၏အိမ်ကိုအဆင်ပြေစွာလည်ပတ်စေပါမှတ်သားပါအိမ်သုံးပစ္စည်းများသည်နှင့်များစွာအသုံးပြုရန်ဖန်တီးထားသည့်ကဲ၍ရင်းတို့ပျက်စီးပါကရင်းတို့ကိုအစားထိုးရန်သင်၏တာဝန်ဖြစ်နိုင်သည်မိဖို့ကိုစတင်ကြပါစို့အိုးတစ်ခုကိုထဲမိအခါမိဖို့ကိုပိတ်ထားသည်ကိုသိချပါစေနောက်ခံများကိုသိချစွာသုံးပေါက်အိုးတိုင်းအတွက်မှန်ကန်သောမိဖို့ကိုအသုံးပြုပါမိဖို့ပေါ်တွင်အပူခံနိုင်သောအရာများကိုထားမထားပါနှင့်ပူမြင့်မာသောအစားအစာများကိုချက်နေစဉ်အမြဲတတိထားပါမိဖို့များကိုအမြင့်ဆုံးသို့မဟုတ်အပူမြင့်မာသောအခြေအနေတွင်မထားပါနှင့်ပူရီကျော်သည်အပူလွတ်ပြီးအလွန်မင်းမီးလောင်မှုများဖြစ်စေနိုင်ပြီးတင့်မီးဖို့ပေါ်တွင်အမြဲတမ်းအမှတ်သားများရှိစေနိုင်သည်ချက်ပြုတ်နေစဉ်အစီကိုမလွတ်ထားပါနှင့်အစီကိုအနှဲငယ်ဖြင့်စတင်ပါလိုအပ်ပါကပို၍ထည့်နိုင်သည်အစီကမီးလောင်လာပါကအပူကိုပိတ်ပါပကံများကိုအလွန်ပြည့်စုံစွာမထည့်ပါနှင့်စီဖို့ကိုဖုံးပါသို့တော်ဤသည်အနည်းရှိသောအရာအဖြစ်သတ်မှတ်ထားပြီးဖိုသည်အပူကိုပြန်လည်ထုတ်လုပ်ပြီးအလွန်ပူရောက်နိုင်သည်မီးလောင်မှုများဖြစ်စေနိုင်သည်ဖိုဤမျက်နှာပြင်ကိုပျက်စီးစေနိုင်ပြီးအလွန်မင်းဖြစ်ရင်မီးလောင်မှုဖြစ်စေနိုင်သည်စီကိုအများကြီးအသုံးပြုပါကတလွင်တစ်ခုကိုထားပါချက်ပြုတ်ပြီးနောက်မိဖို့များအားလုံးပိတ်ထားသည်ကိုနှစ်ကြိမ်စစ်ဆေးပြီးမိဖို့များအနာကိုတန့်ရှင်းပါမီးလောင်မှုများဖြစ်စေနိုင်ခြင်းနှင့်ပိုးမွားများကိုကာကွယ်ရန်နောက်ထပ်သည်မိဖို့ဖြစ်သည်အစားအစာထည့်မိအခါလိုအပ်သောအပူချိန်သို့မိဖို့ကိုကြိုတင်ပူပေးပါအပူချိန်ကိုတည်ငြိမ်စေရန်တကားကိုမဖွင့်ပါနှင့်အမေရိကန်တွင်ဖဲလဲဖြင့်အပူချိန်တိုင်းတာသည်Celsius 300 custom ဖြစ်ပါကဖုံးဖြင့်ပြောင်းလဲနိုင်သည့်အပူလျှော့ခြင်းကိုကာကွယ်ရန် oven mitts သုံးပါအစားအစာချက်ပြီးနောက် oven ကိုအေးစေပါတန်ရှင်းပါအစားအစာများစူးစီးခြင်းကိုကာကွယ်ပါအစားအစာများ oven တွင်ကျန်နေပြီးအမိုက်ဖြစ်သည့်တိတ်မုံများအတွက်အနည်းငယ်မြင့်သောပကံကိုသုံးပါဒါကအစားအစာများဖြုတ်ပြရန်ကာကွယ်သည်တန်ရှင်းမှုကိုလွယ်ကူစေရန် parchment paper သုံးပါဒါကအစားအစာများပြက်ကွက်ခြင်းကိုကာကွယ်သည်ယခု dishwasher အကြောင်းပြောကြားစို့အကောင်းဆုံးရလဒ်များရရှိရန်အစားအစာများကိုဖယ်ရှားပါအကြီးစားအရာများကိုအောက်ဖုတ်တွင်စီစဉ်ပါအနှဲငယ်သောအရာများကိုအထက်ဖုတ်တွင်စီစဉ်ပါအများစုသောကန့်ကန့်နှင့်ဆီလီကွန်အိုးများသည် dishwasher တွင်အသုံးပြုနိုင်သည် wooden spoon သို့မဟုတ်အိုးများကို dishwasher တွင်မထည့်ပါအိုးတန့်စင်ဆက်ပြည့်လျင်အိုးတန့်စင်ဆက်ပြထည့်ပြီးအိုးတန့်စင်ဆက်ကိုပုံမှန်ဆက်လက်ပတ်မှုဖြင့်လည်ပတ်ပါ microwave ကိုအသုံးပြုသောအခါအစားအစာကိုအဖုံးထားပါ microwave တွင်တန်အလူမီနီယမ်ဖိုင်းများမထည့်ပါနှင့်အကြောင်းကအဲ့ဒီဟာတွေကမီးလောင်မှုဖြစ်စေနိုင်ပါတယ်။ microwave အတွက်လုံခြုံမှုရှိမရှိတေချာမသိပါက microwave အတွက်လုံခြုံမှုအမှတ်ကိုစစ်ဆေးပါ။ microwave ကိုတန့်ရှင်းစွာထိန်းသိမ်းပါအမိုက်ဖယ်ရှားဆက်အေးရီကိုအမြဲစတင်လည်ပတ်ပါအယိုးစီတကြားသို့မဟုတ်အထူထဲများကိုထည့်ခြင်းပါရှောင်ခြင်းပါအကြောင်းကအဲ့ဒီဟာတွေကအစိတ်တောက်များဖြစ်စေနိုင်ပါတယ်အရာဝတ္ထုတစ်ခုပိတ်မိပါကဖယ်ရှားရန်အမိုက်ဖယ်ရှားဆက်ကိုပိတ်ပါကောင်းမွန်သောမိဖို့ချောင်းလေးထများသည်အထူးကျိုးရှိသည်ဒီအဆင့်နှဲငယ်ကိုလိုက်နာပါကတင်ဤမိဖို့ချောင်းဆက်များကိုအစဉ်ပြေစွာလက်ပတ်စေပါလိမ့်မည်တင်အိမ်သုံးပစ္စည်းများကိုမှန်ကန်စွာအသုံးပြုပါစားစာကောင်းပြုပြင်မှုရော့နေတန်ရှင်းသောမိဖို့ချောင်းကြီးစုမှုအတွက်ကျေးဇူးအစားအစာပြုလို့ရတာပြောပါစေ